ကျမသားလေးပြောင်းနေတာ73ရက်ညတကူမျိုးတင်မြောက်ပိုင်းဝိဇာရလမ်းမှာကွိုင်းဂျီအမ်တောက်ဆိုင်ရဲ့အရှိမတောက်သွားတာပါလူ3ယောက်ခေါ်သွားတယ်ဆိုတော့သူနဲ့ပါတဲ့ကောင်ကပြောပါတယ်ဒါပေမဲ့အခုချိန်ကြီးကျမစုံစမ်းလို့လည်းမရဘူးရှင်နေရတော့ခံစားရနေတိုင်းနဲ့ဘလို့မှလည်းဆက်တယ်လို့ကျမကူညီပေးကြပါဦးကျမသားလေးရဲပုံမှာတက်က20နှစ်ဒါပေမဲ့သူကနည်းနည်းပဲရှိပါသေးတယ်ဘလို့မှလည်းဆက်တယ်လို့ကျမအမှုတွေဖွင့်လာကျမစုံစမ်းတာဘာမှကျမမိတ်ဆွေအပေါင်းအသင်းနဲ့တော့ကျမသားလေးအငယ်ဆုံးလေးပါသားလေးနဲ့ကျမနဲ့အမေဆုံးတာ3ရက်နေရဆုံးနဲ့သားလေးကပါသွားတာ73ရက်နေရပါကျမမရှိကဲတော့ကြားတဲ့အတိုင်းပဲရန်ကုန်မှာတော့အခြေအနေတွေတော်တော်ဆိုးနေပြီအခုဗီဒီယိုဖိုင်ထဲမှာပါသွားတဲ့ဒီအတော့ရဲ့သားအငယ်ဆုံးကတော့ကြံခဲ့တဲ့ဒီဇင်ဘာလ23ရက်နေ့ညမှာပဲလူ3ယောက်ကဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတော့ဒါကျွန်တော်တို့ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာပါပဲအခုချိန်ဒီဆက်သွယ်မရဘဲနဲ့အခုဒီဇင်ဘာ26ဖြစ်နေပြီဆိုတော့73ရက်ကြာသွားရင်အဆက်အသွယ်မရဘူးဆိုရင်တော့စစ်မှုထမ်းတင်တန်းကျောင်းမှာကရုံးရိပ်ပြီးတော့တန်းပြီးတော့တင်တန်းအပေးခံနေရပြီဆိုတော့ဒါကျွန်တော်ကဒီတော့ကျွန်တော်စိတ်သက်ကြဖို့ပြောတာမဟုတ်ပါဘူးလူ3ယောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတော့နောက်ကနေပတ်စံလိုက်နိုင်ပြန်ရမယ်အဆက်အသွယ်ကောင်းရင်ပြန်ရမယ်အဆက်အသွယ်မကောင်းပတ်စံမလိုက်နိုင်ဘူးဆိုတော့ကျင်းသေးတယ်စစ်မှုထမ်းတင်တန်းကျောင်းကိုတန်းပြီးတော့အပိုးခံရပြီဆိုတော့ကျွန်တော်တို့နေ့တိုင်းသတိပေးပါတယ်နိုင်ငံရေးကကိုယ်နဲ့မဆိုင်သလိုမနေကြပါနဲ့ဘယ်ဆိုရတဲ့ငါတို့လုံးမငါတို့စားမငါတို့ကကြားနေပါဆိုပြီးတော့ကိုယ့်ရဲ့အိမ်တကားကိုလာခောက်တော့မှခမများတို့အဲ့တော့မှသိမယ်ဆိုတော့အခုသတင်းမှန်ကိုဖိုးစီရဲ့ဖော်ပြချက်အရဆိုရင်ဒီနားမှာဓာတ်ပုံတွေဒီပုံချပေးလာတယ် DNA ကိုကျွန်တော်အပြစ်တင်တာမဟုတ်ပါဘူးကိုတော့ကသူ့ရဲ့သားဒီလိုမျိုးဖြစ်စဉ်တွေမတိုင်မီကသူကိုယ်တိုင်ပျော်ပျော်ပါပါပဲနေခဲ့တာနေလားဟဲ့စစ်ပွဲငါတို့နဲ့မဆိုင်ပါဘူးဆိုပြီးတော့သူအဲ့လိုနေခဲ့ပြီမဲ့အခုသူ့ရဲ့သားကိုယ်တိုင်လက်တွေ့ကျွန်တော်တို့ပေါ်တာဆွဲခံတဲ့အချိန်မှာတော့မိခင်တယောက်နေတဲ့ရင်ထဲမှာဘလို့တွေပူလောင်လောင်ပြန့်နေဆိုတာကျွန်တော်တို့ခံစားကြည့်လို့ရပါတယ်အဲ့တော့ဒါကိုနမူနာတာရကားယူပြီးတော့ပြည်ရင်းထဲမှာရှိနေတဲ့တချို့ပြည်သူတွေလည်းနိုင်ငံရေးဟာကိုယ်နဲ့မဆိုင်သလိုဆက်ပြီးတော့နေကြအောင်မယ်ဆိုရင်တော့ခင်ဗျားတို့ရဲ့အိမ်တကားကိုလည်းအနှင်းနဲ့အမြန်ဆိုသလိုလာပြီးတော့ခောက်ကြလိမ့်မယ်ဆိုတော့ကိုပေါင်ပေါ်မိဘကြမှာပူတယ်တော့မထင်ပါနဲ့အဲ့တော့အခုဒီရက်ပိုင်းတွေမှာပို့ပြီးတော့စိုးလာတော့အတူရောက်ရွေးကောက်ပဲနေလာတယ်မှန်သမျှညာပိုင်းအဲစင်းတွေစစ်မယ်ဆိုပြီးတော့အိမ်ပေါ်ပါဆွဲချပြီးတော့လူငယ်တွေရဲ့အများပြားပေါ်တာဆွဲဖမ်းဆီးခံရပါတယ်အဲ့တော့ကျွန်တော်ညီကိုတွေစောစီရှောင်းစရာရှိတာရှောင်းကိုယ့်ရဲ့အိမ်ထဲမှာမလုံခြုံဘူးဆိုရင်လည်းနောက်ဆုံးလုံခြုံစိတ်ချတဲ့ဖုန်းကြောင်းပဲသွားနေလဲနေကြလို့ဆိုတော့ကျွန်တော်ကတော့အဲ့လောက်ပဲတိုက်တွန်းချင်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့လွမြောက်နေမျိုးသားရအောင်သွားခင်ဗျားတို့မှာရွေးချယ်စရာလမ်းအခြေအနေတိတ်ပြီးတော့မရှိတော့ပါဘူးကဲတော့ဒီကနေ့နေ့လယ်ပိုင်းလေးကတော့ဒီဗီဒီယိုဖိုင်လေးနဲ့ပဲအဆုံးသတ်ရပါတယ်ရှာကြိုးတွေရှည်သွားခဲ့ရင်လည်းထုံးစံတိုင်းပဲတန်းကြီးခံပြီးတော့ပဲကြည်ပေးပါအောင်လို့ပြောရင်းနဲ့ညကြမှာပဲနောက်ထပ်သတင်းကောင်းရုပ်သံဗီဒီယိုဖိုင်လေး